ဝိုင်းစုကတည်းကပြန်ပြောလိုက်အဲ့ဒါဆိုတာအဲ့ဒါမှလည်းတော့ဖြစ်နိုင်တယ်နေဟိုကရပို့ဆိုးသွားပြီ ဝိုင်းစု ဝိုင်းစုခိုင်သိန်း တီတီဆွေ ဒီဆွေ ဟာပြောင်းလို့မရတော့မလားနောက်တစ်ခါထပ်ပြီးတော့ ရပြီပြောဆက်တယ်လူပြော နေဘဝိုင်းစုကတည်းကပြန်ပြောလိုက်အဲ့ဒါဆိုတာအဲ့ဒါမှလည်းတော့ဖြစ်နိုင်တယ်နေဟိုကရပို့ဆိုးသွားပြီ ဝိုင်းစု ဝိုင်းစုခိုင်သိန်းဟုတ်ကဲ့ပါအဲ့တော့မခိုင်လေးရောအမဘာလဲအမ စိတ်ညစ်တယ်တီတီဆွေလည်းငါပြီးရပဲမဟုတ်နိုင်တော့ဘူးထင်တာပဲ မလည်းဝိုင်းစုလိုက်တော့တမီးဝိုင်းစုမလည်းဝိုင်းစုလိုက် ငါပြန်ပြီးဟိုမိတ်ကသမားပြန်သွားလိုက်ရမလားဧပြီတုဒ္ဒပြန်သွားလိုက်မယ် ဧပြီတုဒ္ဒ အေးဘယ်သူကမဖြစ်နိုင်ဘူး ငါနောက်ပြန်ဆုတ်မရဘူး ဟုတ်ကဲ့အဲ့တော့ဖြုံးဝေဆို တီတီဆွေ ဒီဆွေ ဟာ ထွန်းတော့ကလည်း တီတီဆွေပဲ သတိစေဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဘေးနာကလေဒီကောင်းမြေတဘုံနောက်ွယ်ကဆယ်လီကိုထွန်းထွန်းနဲ့ဖြုံးဝေဆိုတာတီရီစေဆိုပြီးတော့ခမန်းထားပြီးတော့မခိုင်လေးကဧပြီတုဒ္ဒဒီဒီကတော့ဝိုင်းစုခိုင်သိန်းဆိုပြီးတော့အတီးတီးမှတ်ချက်ပေးထားကြပါလားခင်ဗျာ